တင်းငါကြောင်ရဲ့အမီးကိုတေချာကြည့်ဘူးလားမြန်မာအယူဆမှာကြောင်အမီးဟာလက်လာပါတွေကိုဆွဲယူပေးတဲ့နမိတ်အိမ်တင်တာဗျအမီးဖြောင်းတာထဲထူးခြားတဲ့အမီးပုံစံတွေအားပိုပြီးလက်ပွင့်စေတယ်လို့ယုံကြည်ကြတယ်အထူးသဖြင့်အမီးကောက်တဲ့ကြောင်တွေပေါ့ဗျာအမီးရဖျားလေးကောက်နေတဲ့ကြောင်ဟာငွေချိတ်နဲ့တူပါတယ်အပြင်ကစီးပွားလက်လာပါတွေကိုတင်းအိမ်နဲ့ရောက်အောင်ချိတ်ယူပေးတတ်တယ်လို့ဆိုတာဗျအမီးတိုနဲ့အဖျားမှာအကျိတ်လေးပါတဲ့ကြောင်မျိုးကြတော့လက်ပိတ်တာမဟုတ်ပဲရှိသမျှစီးပွားဥစ္စာတွေအပြည့်မထွက်အောင်ပိတ်လောင်ထိမ့်သိမ့်ပေးတဲ့သဘောပါဒီလိုကြောင်မျိုးရှိရင်စီးပွားတက်စေဖို့အစာကျွေးတဲ့အခါငွေဝင်ပါစေလက်ပွင့်ပါစေလို့ဆုတောင်းပြီးပထမဦးဆုံးအစာလုပ်ကိုကျွေးကြည့်ပါဗျာဒီမှာ twist တစ်ခုရှိတယ်ဗျအမီးပုံစံထက်ပိုအရေးကြီးတာကတင်စီးပွားရေးအကြောင်းပြောနေချိန်မှာကြောင်ကအမီးလေးခါပြနေတာမျိုးပါအဲ့ဒါဟာတက်ရှိနမိတ်ပြတာပါတင်လုံးမဲ့အလုပ်ကအောင်မြင်တော့မယ်ငွေဝင်တော့မယ်ဆိုတာကိုကြောင်ကကြိုတင်အတိပေးနေတာပဲဖြစ်တယ်ဗျကဲအခုပဲတင့်ကြောင်ရဲ့အမီးကိုစစ်ဆေးကြည့်လိုက်ပါဘလို့ပုံစံမျိုးလဲဆိုတာ comment မှာရေးခဲ့ဦးနော် follow လုပ်ထားဖို့လည်းမမေ့နိုင်ဘူးဗျနောက်တစ်ပတ်မှာတော့ညာတကောင်မှာကြောင်လေးဘာကြောင့်အကြောင်းမဲ့ order လေးဒါဟာနမိတ်လားဝิญญาณလားဆိုတာတင်ပေးပါမယ်ဗျာ